ကျွဲတကောင်စီကခြံသေးတကောင်တိုက်ခိုက်တာခံရတာကိုမြင်တွေ့ဘူးပါလားဒါမှမဟုတ်မိချောင်းစီကတိုက်ခိုက်တာခံရပြီးရဲ့နောက်မွေတကောင်ကတိုက်ခိုက်တာခံရဘူးပါသလားဒီတစ်ခါမှဆိုရင်တော့ခြံသေးကမားမြန်းတဲ့ပြိုင်ပန်းနဲ့9ကြိမ်တွေ့တာတွေကို top ဆောင်ကနေမြင်တွေ့ရမှာဖြစ်ပါတယ် subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့စလိုက်ပါပြီကျမကတော့ခိုင်ပါရှင်နံပါတ်9နဲ့မိချောင်းခြံသိမ်းတဲ့မိချောင်းတွေတိုက်ပွဲဖြစ်ပွားတဲ့နေရာကရလက်ကိုကြည့်ကြည့်ကြရအောင်ပါလားနော်မိချောင်းတွေအတွက်ကတော့ကုန်းနေရင်တွေတက်တဝါဖြစ်လို့ရေထဲမှာတော့အနိုင်ရမှာဖြစ်ပါတယ်သူတို့ကရေထဲမှာရေကူးသွားနိုင်ကြတာပါမြေကဘာနီးမှာရံပွဲဖြစ်ပွားတယ်ဆိုရင်တော့မိချောင်းကခြံသိမ်းကိုရေထဲမှာဆွဲချလိုက်တာနဲ့80ရာခိုင်နှုန်းအနိုင်ယူနိုင်ပါတယ်ရေနဲ့နိုင်တဲ့ဒါမှမဟုတ်သူ့ရဲ့သားကောင်ကိုဆွဲထုတ်ဖို့နည်းလမ်းတွေကိုအသုံးပြုနိုင်ဖို့ခြံသိမ်းကိုအနိုင်ရနိုင်ပါတယ်တရားရိဒါမှမဟုတ်ခြံသေးကတနည်းနည်းနဲ့သာအသာစီရလာမယ်ဆိုရင်တော့သူကရေထဲကိုပြန်ဆုပ်ကထွက်ပြေးသွားနိုင်ပါတယ်။ဒါမှမဟုတ်ရင်တော့မိချောင်းအဆောင်အကျက်ကင်းလို့တဲ့ချိန်တတိလက်လို့ဖြစ်တဲ့ချိန်ထိစောင့်ဆိုင်ပြီးတက်ဖြတ်ခံရနိုင်ပါတယ်။ဒီဗီဒီယိုထဲမှာခြံသေးတွေကသူတို့ရဲ့နေ့လည်စာစားနေတဲ့ချိန်မှာချက်ချင်းဆိုသလိုရေထဲကရန်သူကထွက်လာတယ်။မိချောင်းကိုမြင်တဲ့အခါမှာတော့ခြံသေးဟာအရန်ကိုစိတ်လှုပ်ရှားပြီးတော့ထွက်သွားဖို့ချိန်ချောက်ပါတော့တယ်။ကံမကောင်းစွာနေပါပဲမိချောင်းကခြံသေးကိုမကြောက်ပါဘူး။ဒါအောင်မြင်တော့ခြံသေးအဖိုးကမိချောင်းစီကိုသွားပြီးအမြန်ချင်းခဲ့ခဲ့တာပါ။မိချောင်းကခေါင်းမပြီးတော့မထွက်သွားပါဘူး။နောက်ဆုံးမှာရဲရဲနဲ့ခြံသေးကြီးကမြစ်ထဲကိုဝင်လာတဲ့အချိန်မှာတော့မိချောင်းထိတ်လန့်ပြီးအမြန်ထွက်သွားခဲ့ပါတော့တယ်။ခြံသေးတကောင်ကမြေကမ်းနဘေးမှာမိချောင်းတကောင်နဲ့သားကောင်လူနေခြင်းပဲဖြစ်ပါတယ်။ခြံသေးကမနှက်စာမစားရသေးတာကြောင့်ခြံသေးကငတ်နေတာသိကြပါပဲလေ။မိချောင်းကသားကောင်ကိုရေထဲဒါမှမဟုတ်ကုန်းပေါ်ကိုယူဆောင်လာခြင်းနဲ့အမှားလုပ်ခဲ့မိတာပါ။ခြံသေးကြီးကမိချောင်းကောင်းကိုတွန်းထုတ်လိုက်သည့်တိုင်အောင်လို့သားကောင်ကိုဖမ်းဆုပ်ဖို့အတွက်ခက်ခက်ခဲခဲစူးစမ်းခဲ့ပါတယ်။နောက်နေ့အထိရန်ပွဲကဆက်လက်ပြီးတော့ဖြစ်ပွားခဲ့ပါတဲ့ရှင်။နံပါတ်6ကျွဲရိုင်းကျွဲရီယာဆိုရင်တော့ရန်လိုတဲ့တရိတ်ဆန်တွေဖြစ်ပါတယ်။အာဖရိကမှာရှိနေတဲ့တတ္တဝါကြီးတွေကတကောင်ဖြစ်နေတတ်မှတ်ခံထားရတာပါ။အဖိုးအမတွေကသားကောင်တွေရန်သူစီကနေကာကွယ်ဖို့အတွက်သူတို့ရဲ့ဥကောင်းနှစ်ဖက်မှာကွင်းညွတ်တဲ့ဥချုပ်တွေကိုပိုင်ဆိုင်ထားတာပါ။အရွယ်ရောက်ပြီးတဲ့ကျွဲနှကောင်ချင်းတိုက်ခိုက်တဲ့နေရာမှာအနိုင်မရနိုင်ပါဘူးရှင်။ဒါကြောင့်ချန်တီကကျွဲကိုတပ်ဖြတ်ဖို့သူ့ရဲ့မာနတွေကိုအားကိုးပါတယ်။အတူတူတိုက်ခိုက်ကြပေမဲ့လည်းကျွဲနဲ့တိုက်ခိုက်တာကသူ့အတွက်အရန်ကုန်အန်ရများပြီးတော့ချန်တီကအပြင်းထန်အန်ရရနေပြီးတည်နိုင်သွားပါတယ်။ဒီဗီဒီယိုမှာချန်သေးထီးတကောင်ကကျွဲတကောင်ရဲ့ခေါင်းကိုဖတ်တွယ်နေအောင်တွေ့ရပါတယ်။ချန်သေးကအပြင်းထန်တရားရသွားတဲ့ပုံရပါတယ်။ကျွဲကချန်သေးကိုဖြုတ်ချဖို့ကြိုးစားတယ်။ချန်သေးထီးလည်းကြာသွားပြီးတော့ကျွဲရမညာမတာပဲဆက်လက်တိုက်ခိုက်တာပါ။ကျွဲရချန်သေးကိုအညှိုးထားပုံရပါတယ်။ချန်သေးကကျွဲရဲ့မျက်နှာကိုကင်ထားပြီးတော့သူ့ရဲ့လက်ကျန်အားနဲ့တိုက်ခိုက်တယ်။ကံမကောင်းစွာနေပါပဲသူကတိုက်ခိုက်မှုတွေကိုမလွတ်မြောက်နိုင်ခဲ့ပေနဲ့ပွဲရပြီးသွားခဲ့တာပါ။တခြားဗီဒီယိုတစ်ခုမှဆိုရင်တော့ရာနဲ့ချီတဲ့ကျွဲတွေကချန်သေးကိုကိုက်ဖြတ်နေကြတာပါ။ချန်သေးဘာကြောင့်အဲ့ဒီထဲမှာရောက်နေတယ်လဲဆိုတာကလည်းစမ်းကြယ်စရာကောင်းပါတယ်။ချန်သေးကလေတဲကိုခုန်ဆင်းပြီးတဲ့နောက်မှာမြေပြင်ပေါ်မှာအကြိမ်ကြိမ်လဲကြတယ်။ဒီပုံကနေပြီးတော့ချန်သေးကဒဏ်ရာအကြီးကျယ်ရသွားတာတွေ့ရပါတယ်။ချန်သေးသေးပြီလားဆိုတာမသိပါဘူး။ဒါပေမဲ့ကျွဲတွေကရေရဲ့အဆုံးဆုံးထိတခြားလုံးလိုယူခဲ့တာပါရေထဲရောက်ပြီးရနောက်မှာတော့ခြံသေးတည်သွားတာသိကြပါပဲနောက်ဖြစ်ရတစ်ခုကခြံသေးကကျွဲတကောင်ကိုတိုက်ခိုက်တာဖြစ်ပါတယ်ရုတ်တရက်နောက်ကျွဲတကောင်ရောက်လာတဲ့အခါမှာခြံသေးကိုအပြင်းထန်ရိုက်နှက်ပြီးတဲ့အခါမှာအယုတ်လိုလေပေါ်မှာပြန်သွားခဲ့တာပါဒေါသတွေအပြင်းနဲ့ကျွဲကလေထဲကိုနောက်တစ်ချိန်ထပ်ပြီးတော့ရိုက်ပါတယ်ခြံသေးအိမ်မှာအကြာကြီးအနားယူရတော့မှဖြစ်ပါတယ်ရှင်နံပါတ်5မြင်းကြားရေဘူးရအားဖြင့်ဆိုရင်တော့မြင်းကြားတွေဟာခြံသေးပါဝင်တခြားသားရဲတွေအတွက်ရိုးရှင်းတဲ့ပြစ်မှတ်မဟုတ်ပေမဲ့လို့အဓိကအားဖြင့်သူတို့ကခြံသေးတွေအတွက်ထူးထူးခြားခြားအမြန်နှုံးရှိရကြောင်းဖြစ်ပါတယ်။မြင်းကြားတွေကတကောင်နဲ့ဖြစ်ဖြစ်အုပ်စုလိုက်ဖြစ်ဖြစ်မယုံနိုင်လောက်အောင်အရှိန်နှုံးတနာရီမိုင်40အထိတွားနိုင်ပြီးခြံသေးတွေထက်ခန္ဓာရည်ညံ့ဖျင်းပေမဲ့လို့အဲ့ဒီချိန်ကိုကြာထိန်းထားနိုင်ပါတယ်။ခြံသေးတကောင်ကမြင်းကြားတကောင်ကိုဖမ်းနိုင်ပေမဲ့မြင်းကြားတွေကထူးထူးခြားခြားစွမ်းအားတွေကိုပိုင်ဆိုင်ထားတာကြောင့်ခြံသေးတွေကသူတို့ရဲ့နောက်ကျောခွာနေတစ်ချက်ကန်လိုက်တဲ့ရှိတဲ့အတွက်ပြင်းထန်တဲ့ဒဏ်ရာကိုရစေနိုင်ပါတယ်။ဥကောင်းကုံကွဲကသေစေနိုင်တဲ့အထိဒဏ်ရာရစေပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ခြံသေးတကောင်ဟာမြင်းကြားလေးတကောင်ကိုဖမ်းနိုင်ခဲ့တယ်။အဝေးကနေအမေမြင်းကြားမကသူ့ရဲ့သားလေးကိုကူညီဖို့အတွက်အမြန်ပြေးလာခဲ့ပြီးမိခင်ကခြံသေးကိုမောင်းထုတ်ဖို့ကြိုးစားပြီးတဲ့နောက်မှာခြံသေးမျက်နှာကိုကန်ကြောက်ပြီးအဆုံးသတ်ခဲ့ပါတယ်။ဒီခြံသေးကတန်တူနဲ့ရိုက်လိုက်တယ်လို့ခံစားရမှာပါ။နောက်ဗီဒီယိုတစ်ခုမှာဆိုရင်တော့ခြံသေးတကောင်ကမြင်းကြားတကောင်ကိုအနောက်ကနေခြုံကိုတိုက်ခိုက်ခဲ့တာပါ။မြင်းကြားကခြံသေးကိုလမ်းပေါ်တင်ကပြေးသွားတယ်။ခြံသေးကမြင်းကြားကိုရှုံးသွားတာတော့ရှမ်းပါတယ်။ခြံသေးကိုခက်ဝေးဝေးဆွဲတင်ပြီးတော့လှိမ့်ပြီးတဲ့နောက်ဆုံးမှာတော့မြင်းကြားကလွတ်မြောက်နိုင်ခဲ့ပါတယ်ရှင်။နံပါတ်4ခွေးတူဝက်တူဟိုင်နာရီ
တောခွေးတွေနဲ့ခြံသေးကြီးတွေကျဆားတဲ့ပတ်ဝန်းကျင်မှာခွေးတူဝက်တူတွေဟာဆိုရင်တော့ရှင်သန်မှုအတွက်တော်ကိုခံနိုင်ရှိရမှာဖြစ်ပါတယ်။ခြံသေးတွေကခွေးတူဝက်တူတွေကိုတပ်ဖြတ်တာမှာလူသိများကြပေမဲ့လို့ခွေးတူဝက်တူတွေကမိမိကိုယ်ကိုထိထိရောက်ကာကွယ်နိုင်စွမ်းရှိကြတဲ့အကောင့်တွေဖြစ်နေလူသိများကြတာကြောင့်ဒီလိုကြိုးပမ်းမှုတွေကအမြဲတမ်းမအောင်မြင်နိုင်ကြပါဘူးနော်။ခွေးတူဝက်တူတွေဟာရံပွဲရှုံးတဲ့အထိပါဝင်ကတိုက်ကြပါတယ်။ဒါမှမဟုတ်ရင်တော့သူတို့ရဲ့ရန်သူပင်မနွမ်းနေမှာသာခွေးတူဝက်တူတွေကထွက်ပြေးကြမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာခြံသေး6ကောင်ကခွေးတူဝက်တူကိုဝိုင်းထားတယ်။ခြံသေးတွေကနေရာပေါင်းစုံကနေတိုက်ခိုက်တယ်။ခွေးတူဝက်တူတွေကိုကိုက်ပြီးတော့တိုက်ခိုက်ဖို့အတွက်စူးစမ်းပေမယ့်အရေးပြားကတော်ကိုထူးနေတာကြောင့်မတတ်နိုင်ကြပါဘူး။ခွေးတူဝက်တွေဟာခြံသေးကရံဖန်ရံခါတိုက်ခိုက်ခဲ့တာတွေကိုဝင်ခုခံခဲ့တာပါ။အချိန်ကြာလာနဲ့မျှခြံသေးကမော်ပန်းလာပြီးတော့ချော်လဲပြီးခွေးတူဝက်တူကိုလွတ်စေခဲ့ပါတော့တယ်ရှင်။နံပါတ်3တက်ကလအုပ်တက်ကလအုပ်ရဲ့အံ့ဖွယ်အရက်နဲ့ကြီးမားတဲ့အရွယ်အစားတွေကြောင့်ခြံသေးရဲ့တိုက်ခိုက်မှုတွေကိုရှင်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိတာကြောင့်သူတို့မှာတိတိတသာအားသာချက်ရှိလို့နေတာပါတက်ကလအုပ်တကောင်ရဲ့အရက်ကခြံသေးရဲ့လေချောင်းကိုကိုက်ဖို့မဖြစ်နိုင်ဘူးလေတက်ကလအုပ်ရဲ့လေပြင်းကိုမရောက်နိုင်တက်ကလအုပ်တကောင်ကိုခြံသေးတွေကဂုံယူဝင်ကြွားစွာနဲ့ဖြုတ်ချဖို့မဖြစ်နိုင်ပေမဲ့ကြီးမားတဲ့အားချုံမှုတော့လိုအပ်တာပေါ့နော်ဒါပေမဲ့တက်ကလအုပ်ရဲ့အစွမ်းထက်တဲ့ကံချက်တွေကခြံသေးရဲ့မေယိုဒါမှမဟုတ်ခြေလက်တွေကျိုးသွားနိုင်တာကြောင့်အဲ့လိုမျိုးတိုက်ခိုက်တာကတိတာတဲ့အန်ဒီရဲ့နဲ့ကြုံရပြီးတက်ကလအုပ်တွေရဲ့ကံချက်ကလည်းနာမည်ကျော်ပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့တက်ကလအုပ်နဲ့သူ့သားငယ်တွေကိုခြံသေးကဝိုင်းထားတယ်ထိန်လန့်တုံးလုံးနေတဲ့ချိန်မှာမိခင်ကိုသူ့ခြေထောက်နဲ့သားငယ်ကိုမှားယွင်းစွာကန်လိုက်မိတာကြောင့်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာပါ။တပတ်လောက်အစာမစားရဘဲနဲ့အစာရည်စာငတ်ပြတ်နေတဲ့ခြံသေးဟာသားငယ်လေးကိုဆက်လက်တိုက်ခိုက်ခဲ့တယ်။ပြန်တိုက်ဖို့ကြိုးပမ်းနေရကနေသူ့သားငယ်လေးကိုနောက်တစ်ချိန်ထပ်နေမိပါတယ်။ကမောက်ကမနဲ့ဝမ်းထဲစရာအဆုံးသက်ကြီးဖြစ်သွားခဲ့တာပါ။နောက်ဆုံးမှာတော့ခြံသေးတွေကဆွန်စားပြီးပုံလွယ်ကူတဲ့သားကောင်ကိုရှာဖွေခဲ့ကြပါတယ်။တခြားဗီဒီယိုတစ်ခုမှာဆိုရင်တော့တက်ကလအုပ်တကောင်ကိုခြံသေးတွေကလိုက်ဖမ်းနေကြတာပါအပြေးပြိုင်ပွဲမှာအာနိုင်သူတွေဖြစ်ပုံရပြီးတော့တက်ကလအုပ်တွေကထွက်ပြေးဖို့ခက်ခဲလာပါပြီနောက်မှာတက်ကလအုပ်ရဲ့နောက်ကျောခြံသေးကြီးကခေါင်းအုပ်ဖို့အတွက်လာတဲ့အခါကံမကောင်းစွာနဲ့ခြံသေးကြီးကကန်ချခံလိုက်ရပါတယ်ရှင်နံပါတ်1မွေများမွေတွေကအန်ဒီရရှိတဲ့ကောင်တွေဖြစ်ပေမဲ့ခြံသေးတွေကပို့ပြီးတော့ချိန်ချောင်းနိုင်တာပါခြံသေးတွေကအစိတ်တန်ကိုခံနိုင်ရရှိပေမဲ့သူတို့ရဲ့သွားတွေကမွေရဲ့ဥကောင်းကိုပြတ်သွားအောင်လုပ်နိုင်တယ်ရလန်အနေနဲ့မွေကိုတပ်ပြီးတော့ခြံသေးကသူ့ရဲ့အစိတ်ကိုမိသွားနိုင်ပါတယ်မွေအစိတ်ကခြံသေးပေါ်မှာကြီးမားတဲ့အနာကျမှုကိုဖြစ်စေနိုင်ပြီးတော့သေဆုံးသည့်အထိဖြစ်စေနိုင်တာပါဒီဗီဒီယိုမှာခြံသေးတစ်ကောင်ကစပအုံးဝင်နဲ့တိုက်ခိုက်နေပါတယ်ခြံသေးစိတ်ထဲမှာဘာတွေရှိနေမလဲဆိုတာမသိပါဘူးဒါကြောင့်ဒီလိုစပအုံးဝင်ကြီးကိုတိုက်ခိုက်ဖို့အတွက်စူးစမ်းတာပေါ့လေစပအုံးမွေကပါဇက်ကျဲကျဲနဲ့ခြံသေးရဲ့ခေါင်းကိုကိုက်ဖို့အတွက်အစမ်းသင့်ဖြစ်နေပေမဲ့ခြံသေးကရှောင်တိန်နေတာပါဒီတစ်ချိန်မှာခြံသေးကသတိမထားမိပဲနဲ့စပအုံးမွေကသူ့ရဲ့မျက်နှာကိုကိုက်နိုင်ခဲ့ပါတယ်ပြီးတော့ခြံသေးကိုပတ်ဖို့အတွက်စူးစမ်းတဲ့လွတ်မြောက်ဖို့အပြင်းထန်စူးစမ်းပေမဲ့ခက်ခဲခဲ့ပါတယ်အဆုံးမှာတော့ခြံသေးကလွတ်မြောက်ခဲ့တာပါတခြားဗီဒီယိုတစ်ခုမှာဆိုရင်တော့ခြံသေးတစ်ကောင်ကအာဖရိကမွေကြီးကိုက်ခင်ရပြီးတော့နာကျင်နေပါတယ်ရုတ်တရက်ခြံသေးမကထိမ့်မနိုင်ဖြစ်လာပြီးတော့ရှော့ထဲမှာလှိမ့်နေတယ်ကြီးမားတဲ့အစိတ်ဓာတ်ကိုခန်းနေရတယ်နောက်တစ်ခါသူ့ရဲ့နေလေစာရွေးတဲ့အခါပို့ပြီးတော့တေချာဂရုတစိုက်ရွေးရတော့မှာဖြစ်ပါတယ်ရှင်နံပါတ်1တောခွေရိုင်းများအာဖရိကမှာတောခွေရိုင်းတွေနဲ့ခြံသေးတွေဟာဆိုရင်တော့ပထဝီဝင်အနေထားကြောင့်စက်စားရနေရတူကြပါတယ်ပြီးတော့တူညီတဲ့သားကောင်တွေကိုအမဲလိုက်ကြတယ်ဒီပြိုင်ဆိုင်တာတွေကရန်လိုတဲ့အမှတ်သားတွေကိုသတိပြုစရာဖြစ်လာခဲ့တာပါမျိုးစိန်တစ်ခုကတစ်ခုနဲ့တစ်ခုတွေးကြတဲ့အခါမှာဒေါသမထွက်ဖင်းနဲ့ပြင်းထန်စွာတုံ့ပြန်လေးရှိပါတယ်ဒီလိုမျိုးထိတ်တိုက်တွေးဆောင်မှုမျိုးတွေမှာဆိုရင်တော့တောခွေရိုင်းတွေဟာသူတို့မျိုးနွယ်စုပေါ်မှာအားကိုးနိုင်စွမ်းရှိတာကြောင့်အားသာချက်ရှိကြပါတယ်ကြီးမားတဲ့နှလုံးသားထူးခြားတဲ့ခန္ဓာရည်နဲ့အားကောင်းတဲ့မေယိုတွေကြောင့်တော်ခွေရိုင်းတွေကတရိတ်ဆန်တွေရဲ့ဘရင်အတွက်ကြောက်မဖွယ်ကောင်းတဲ့ရန်သူတွေဖြစ်ပါတယ်ရှင်ဒီဗီဒီယိုမှာဆိုရင်တော့ခြံသေးနှကောင်ဟာသူတို့ရဲ့အစားအစာကိုနှစ်သက်စွာနဲ့စားသုံးနေကြပါတယ်ရုတ်တရက်ကြားလေးနှကောင်ရောက်လာပြီးတော့မျိုးနွယ်စုတွေကိုခေါ်လိုက်တယ်မျက်စိတမိတ်အတွင်းမှာပဲဒါဇင်နဲ့ချီတဲ့ကြားတွေရောက်လာပြီးတော့ခြံသေးကိုတိုက်ခိုက်တယ်ခြံသေးတွေကများပြားတဲ့တောခွေရိုင်းတွေကိုစန့်ကျင်တာတွေကများပြားတဲ့တောခွေရိုင်းတွေကိုစန့်ကျင်ပြီးတော့သူတို့ကိုသူတို့ကဲတင်မှုစူးစမ်းနေကြတာပါနောက်ထပ်ဗီဒီယိုတစ်ခုမှာဆိုရင်တော့ခြံသေးတီးတစ်ကောင်ကိုတောခွေရိုင်းတွေကဝန်းရံထားတာပါခြံသေးတီးတွေကတမ်းမာပြီးမဲ့တောခွေရိုင်းတွေများလုံးလုံးတိုက်ခိုက်ကြတဲ့နေရာမှာတိတိတသာအန္တရာယ်ရှိလာပါပြီကံကောင်းစွာနေပါပဲသူ့ကိုအမြန်ရောက်လာပြီးတော့ကူညီခဲ့ပါတယ်ဒါမှခွေးယူတွေထွက်ပြေးသွားတာပါခြံသေးတွေလည်းလွတ်မြောက်သွားပါတယ်ဒါကတော့ခြံသေးတွေမှားရွေးတဲ့ပြိုင်ပတ်ကြောင့်လွဲချော်ခဲ့ရတဲ့တားခေါင်တွေကြောင့်ပဲဖြစ်ပါတယ်။အောက်မှာခြံသေးတဲ့တော်ခွေရိုင်းဘသူကအားဖို့ကြီးတယ်လေဆိုတာပရိသတ်တို့မှန်းခဲ့ပြီးပါအောင်နော်။ခိုင်တို့ရဲ့ channel ကိုအမြဲတမ်းချစ်ခင်အားပေးလို့ကျေးဇူးထူးပဲတင်ပါတယ်။စိတ်ဝင်စားဖွယ်တော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့မှာပေါ့ရှင်။ Bye bye